ဇလန်တဲကဘီလိန်စရိုက်တွေကိုအိမ်မှာပြုတ်မှုနေတာကြောင့်ဇနီးကင်ထဲကြီးကိုယ်တိုင်ကတောင်ပြင်းပြင်းထန်ထန်ဆုံးမခဲ့ရတဲ့ Rain တကယ်ကိုချက်ဖို့ကောင်းတဲ့အတွဲလေးပါပဲနော် Rain ဟာ Netflix ရဲ့နာမည်ကြီးစီးရီးတစ်ခုဖြစ်တဲ့ Black House Season 2မှာဘီလိန်ဇက်ကောင်ဖြစ်တဲ့ဘတ်ကြောင်းအဖြစ်တရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ခင်ဗျသူဟာဒီဘီလိန်ဇက်ရောက်အတွက်တနေ့နေ့မှပြင်ဆင်ခဲ့ရပြီးတော့အိမ်မှာရှိနေတဲ့အချိန်တွေတောင်မှပဲသူ့ကိုသူမသိလိုက်ပဲအဲ့ဒီကြမ်းတမ်းတဲ့ဇက်ကောင်စရိုက်တွေအတိုင်းပြုတ်မှုနေမိတယ်လို့သိရပါတယ်ဒါတွေကြောင့်ဇနီးဖြစ်သူကန်တဲကြီးကသူ့ယောက်ျားဟာအိမ်မှာအဲ့ဒီလိုဘီလိန်စရိုက်တွေပြုတ်မှုနေတာကြောင့်မိမကိုယ်တိုင်ကသူ့ကိုပြင်းပြင်းထန်ထန်ဆုံးမခဲ့ရတယ်လို့ Rain ကအင်တာဗျူးတစ်ခုမှာရေရေမောမောနဲ့ပြောပြခဲ့ပါတယ်ခင်ဗျRain ရဲ့တရုပ်ဆောင်မှုအပေါ်ထားရှိတဲ့ပြင်းပြတဲ့စိတ်အားထက်သန်မှုကတော့အိမ်ကမိမချောချောလေးနဲ့တောင်အတိုက်ခံလုပ်ရတဲ့အထိပါပဲခင်ဗျာသူတို့ဇနီးမောင်နှံဟာ2019ခုနှစ်မှာလက်ထပ်ခဲ့ကြတာဖြစ်ပြီးတော့အခုဆိုရင်အိမ်တော်တက်တန်းဟာလည်းတော်တော်ကြာပြီဖြစ်ပေမဲ့တယောက်ကိုတယောက်ချစ်ခင်ကြင်နာမှုကတော့လူတိုင်းအားကြရလောက်တဲ့အထိစံထားဖို့ကောင်းနေစေပါခင်ဗျာတကယ်ဒိတ်ကျဲ2ယောက်ကိုဇလန်တစ်ခုထဲမှာအတူတူတွဲမြင်ရမယ်မင်းသားဂျီချန်ဦးနဲ့မင်းသမီးဂျွန်ဂျီဟွန်းဂျွန်ဂျီဟွန်းနဲ့ဂျီချန်ဦးတို့လို A-less တယောက်ဆောင်2ယောက်ထပ်ပြီးတော့ဆုံကြမှာဆိုတော့ဒီသတင်းကပြိသက်တွေကြားမှာတော်တော်လေးကိုကြရက်ထနေပါတယ်ခင်ဗျတကယ်ကို Bezura Chemistry အရင်အကောင်းလုံးလို့ perfect match လို့တောင်မှပြောလို့ရပါတယ်သူတို့2ယောက်လုံးကနာမည်ကြီးရုံတည်းမကပဲကိုယ်ပိုင် order တယောက်တစ်မျိုးစီရှိကြတာဆိုတော့ screen ပေါ်မှာစုံကြတဲ့အခါထွက်လာမဲ့ chemistry ကတော်တော်လေးကိုအကောင်းနေမှာသိကြပါခင်ဗျဇလန်ပုံစံကပိတ်မိနေတဲ့အဆောက်အုံထဲမှာရုံးကန်ရှင်တန်နေရရင်ဇက်ရှင်ကတောက်လျှောက်ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ်ပုံစံမျိုးပါခင်ဗျဒါရိုက်တာယွန်းဆန်ဟိုလိုနာမည်ကြီးတယောက်ကရိုက်ကူးမှာဖြစ်လို့သူဟာလူသားတွေရဲ့စိတ်နေစိတ်ထားနဲ့အကြက်တဲတွေကြားကတုံ့ပြန်မှုတွေကိုပြီးပြင်းအောင်ရိုက်ကူးတတ်တဲ့အတွက်ဒီကိုလိုနီဆိုတဲ့ကားမှာလည်းဘယ်လို message မျိုးတွေပါလာမလဲဆိုတာစောင့်ကြည့်ရအောင်မယ်ခင်ဗျဂျော်ဂျီယွန်ကတော့သိကြတဲ့အတိုင်းတယောက်ဆောင်ပိုင်းမှာတကယ့်ကို queen ပါဘယ်လို role မျိုးမဆိုဝိုင်းရင်ပီတာတဲ့တယောက်ဆောင်မှုတွေနဲ့ပရိသတ်ကိုဖန်ဆားနိုင်စွမ်းရှိတဲ့သူတယောက်ပါမင်းသားဂျီချန်ဦးဟာဆိုရင်လည်း action ပဲဖြစ်ဖြစ် emotion နဲ့အပိုင်းပဲဖြစ်ဖြစ်အကောင်းဆုံးပုံဖော်နိုင်တဲ့မင်းသားဖြစ်တဲ့အပြင်သူ့ရဲ့ visual ဟာပြောစရာမလိုအောင်ကိုခံရတဲ့သူတယောက်ပါခင်ဗျ K-drama နဲ့ K-movie လောကမှာတော့ဒါက2026ရဲ့အကြီးမားဆုံး project တွေထဲကတစ်ခုဖြစ်လာမှလုံးဝကိုအသေးကြပါပဲခင်ဗျာထိုင်းနိုင်ငံဆွန်ခရန်ပွဲတော်ကိုလောင်ရှော့ Rice နဲ့ Castle Light တို့လို K-pop star group တွေကိုဖိတ်ခေါ်ပြီးတော့စစ်စီကားနဲ့ကျင်းပခဲ့ပါတယ်ခင်ဗျာဆွန်ခရန်ဆိုတာထက်တကယ်ကို K-pop ပွဲတော်ကြီးဖြစ်သွားခဲ့တာပါ Castle Light ရော Rice ရောလောင်ရှော့ရောအကောင်လုံးက performance တွေမှာလမ်းစားတွေကြီးပါပဲခင်ဗျရေဒီဆိုရွှေ့နေတဲ့သူတို့အလှတွေကိုတေးသေးချာချာကိုမြင်ခဲ့ရတာပါခင်ဗျ Rice အဖွဲ့ဝင်တွေဆိုရင်ကျွန်တော်တို့မြန်မာမှာလို့ပြောရရင်လမ်းလျှောက်တကြံမှာတောင်မှာပဲအတူလျှောက်လန်းပြီးတော့ရေပက်ခံခဲ့ကြပါသေးတယ်ခင်ဗျာK-pop မှာဒီနောက်ပိုင်း hot ဖြစ်လာတဲ့ Castle Light ဟာဆိုရင်လေသူတို့ရဲ့ပင်ကို natural sexy ကြတဲ့ Hot image နဲ့တကြရင်ဆို performance နဲ့ကတကယ်ကိုကွက်တီဖြစ်ခဲ့တာပါ visual ရော performance တွေရောတကယ်ကို summer queens တွေလိုအထာချာချာနဲ့ဖျော်ဖြေသွားခဲ့တာပါခင်ဗျလောင်ရှော့အဖွဲ့ဝင်တွေကိုလည်းသူ့ဘာဂျေးပတ်နဲ့အတူရေစုံနေတဲ့အမိုက်စားမာစတာတွေနဲ့ hot ဖြစ်လုံးအောင်တွေးခဲ့ရတာပါခင်ဗျအခုလိုမျိုးထိုင်းနိုင်ငံမှာ idol တွေလာရောက်တာကိုမြင်ရတဲ့အခါမှာကိုယ့်နိုင်ငံမှာဆိုရင်လည်းအခုလိုမျိုးပျော်ပျော်ရွှင်ရွှင်တဲ့ idol တွေကိုကြိုဆိုခွင့်ရကြတဲ့ဆန္ဒကမြန်မာဖန်တိုင်းမှာရှိနေမှာလုံးဝအသေးကြပါခင်ဗျာဒီနေ့မြန်မာပြည်ပေါ်မှာလည်းဒီလိုမျိုးကြည်ကြဲခမ်းနားတဲ့ပွဲတွေကို K-pop idol တွေနဲ့အတူပြန်လည်ကျင်းပနိုင်ဖို့အားလုံးကစောင့်မျှော်နေကြမယ်လို့ထင်ပါတယ်ခင်ဗျာ